မှောင်ထဲကလက်ဆောင်လွန်ခဲ့တဲ့အနှစ်20ကျွန်တော်ဆယ်ကျော်သားအရွယ်တုန်းကပေါ့အဲ့ဒီတုန်းကကျွန်တော်တို့တငယ်ချင်းကစုနယ်ဘက်သားတောရွာလေးတူလာကိုအလဲသွားခဲ့ကြတယ်တညမှာတော့ရွာထိပ်ကညောင်ပင်ကြီးအောက်မှာထိုင်ပြီးစကားပြောနေတော့တငယ်ချင်းတစ်ယောက်ကနှုတ်ပြောင်ပြီးညောင်ပင်ကိုခဲနဲ့ပေါက်လိုက်တယ်အဲ့ဒီအချိန်မှာပဲအပင်ပေါ်ကနေဒဟာဟာဆိုတဲ့မိမရဲတန်ကြီးထွက်လာတာကျွန်တော်တို့အသက်လူပြီးပြေးခဲ့ကြရတယ်နောက်ရက်မှာတော့အဲ့ဒီတငယ်ချင်းဖျားပြီးဆုံးသွားခဲ့တယ်ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့ပဲမြို့ကိုပြန်လာခဲ့တာအခုဆိုအနှစ်20တောင်ရှိသွားပြီဒါပေမဲ့မင်းညကကျွန်တော်အိပ်ပျော်နေတော့ကစုံတယောက်ကကျွန်တော်ခြေတော်ကိုလာကိုင်းတယ်လို့ခံစားရလို့နိုးလာခဲ့တယ်အမှောင်ထဲမှာမြင်လိုက်ရတာကလွန်ခဲ့တဲ့အနှစ်20ကကျွန်တော်တို့ပြစ်ထဲတဲ့အဲ့ဒီခဲလုံးလေးပြီးတော့နားနားလေးကနေကပ်ပြောသွားတဲ့အထံကမင်းကြောက်နေပြီလားတဲ့